မှန်လားပါဘယင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွယ်လူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွယ်ဘယင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွယ်မှန်လားပါဗျာဘယင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ရောက်ဒီကလေးခိုးတာအတိအကျသိလို့တော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘယင်မင်းမြတ်ကြီးဘာကိုသက်သေရှိတယ်လဲဗျာအေးသက်သေရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြင်မှုဗျာဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိကြီးလာစမ်းမြင်လားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယင်လည်းထောမတွေပါတွေဖြစ်လာအရွှေခွက်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဟေးဘယင်ကွာဘေးကအမတ်တွေကဖယားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဖယားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးသွားရန်လုံနေလို့ကွယ်ကလေးတော်ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရားမင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျအိမ်မဲ့ခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလဲဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလုပ်ကြလို့စားထင်းခုတ်တယ်ခင်ဗျထင်းခုတ်စားတယ်ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးရကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရင်တဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စတမ္မတန်ဗုဒ္ဓသုံးလောက်ကထွန်ထားတတ်ပြည့်ညမြတ်စွာဘုရားမှာဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့